အမျိုးသမီးတို့ကသူမရဲ့ပါပြင်ကိုအသားအရာပုတ်ပြီးတရားရုံတွေကတေတံကျအကျဉ်းသားကိုလွတ်မြောက်ဖို့ကူညီပေးမဲ့လျှို့ဝှက်မို့စကုံနဲ့ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။ထိုအမျိုးသားကဒါကိုမြင်လိုက်ပေမဲ့တည်ငြိမ်အောင်ထိန်းထားပြီးမျက်တောင်ခတ်ယုံနဲ့လျှို့ဝှက်ပြန်လေတုံ့ပြန်ခဲ့ပါတယ်။မီရီကတော့ဘောပင်ကိုအမြန်ကောက်ကင်ပြီးထိုအမျိုးသားပေးပို့သမျှအချက်ပြချက်တိုင်ကိုချရေးလိုက်ပါတယ်။စစ်စင်မီမြတ်မှုအပြီးမှာတော့ထိုအမျိုးသားဟာတေတံချမှတ်ခံရပြီးနောက်နှစ်ရက်အကြာမှာကွပ်မျက်ဖို့တတ်မှတ်ခြင်းခံရပါတယ်။ဒါပေမဲ့သူကတော့ဘာမှမဖြစ်တယ်လို့တည်ငြိမ်နေသေးပါပဲ။ဘာလို့လဲဆိုတော့ဒီအချိန်မှာမီရီဟာအပြက်ပြောစရာမရှိအောင်ပြီးပြည့်စုံတဲ့လွတ်မြောက်ရေးအစီအစဉ်တစ်ခုကိုရေးဆွဲပြီးသွားပြီဖြစ်လို့ပါပဲ။ထိုအမျိုးသားရဲ့ညွှန်ကြားချက်အတိုင်းမီရီဟာတတ်မှတ်ထားတဲ့လမ်းတောင်တစ်ခုကိုရောက်ရှိလာပြီးနိုင်ရန်ဘောကအုတ်ခဲတစ်ခုကိုနှိပ်လိုက်ပါတယ်။နိုင်ရန်ဟာတရွေ့ရွေ့ပွင့်တက်လာပြီးဇိမ်ခံကားတစ်စီးထွက်ပေါ်လာပါတယ်။မီရီဟာ38ခုမြောက်မှတ်တိုင်စီကိုတန်းတန်းမတ်မတ်မောင်းနှင်းသွားပြီးကားရက်လိုက်တဲ့အခါတောင်နိုင်ရန်တစ်ခုကအလိုအလျောက်ပွင့်သွားပြီးလျှို့ဝှက်ဝင်ပေါက်တစ်ခုပေါ်လာပါတယ်။ဒါဟာထိုအမျိုးသားရဲ့လျှို့ဝှက်အခြေစိုက်စခန်းပါပဲ။မီရီကလျှို့ဝှက်နံပါတ်ကိုအမြန်ရိုက်ထည့်လိုက်တဲ့အခါစင်ဘောကပစ္စည်းတွေကပွင့်ထွက်လာပါတယ်သူမဟာပထမဆုံးငွေသားတွေကိုယူလိုက်ပြီးထို့နောက်ထိုအမျိုးသားရဲ့ညွှန်ကြားချက်အတိုင်းအဝါရောင်ဒပလင်းနဲ့အစင်းရောင်ဒပလင်းဖြစ်တဲ့စေးရင်ဒပလင်းကိုယူလိုက်ပါတယ်။ပြင်ဆင်မှုအားလုံးပြီးမြောက်သွားတဲ့အခါမှာတော့အစီအစဉ်ရဲ့အရေးကြီးဆုံးအဆင့်ကိုစတင်ဖို့အချိန်ကျရောက်လာပါပြီ။မာရီဟာဆွေးဆုံမှုရှိရှိဝတ်ဆင်ပြီးသူမအပေါ်ယူသွက်နေတဲ့တရားရေးဝန်ကြီးစီကိုချင်းကပ်သွားပါတယ်။သူမဟာဝန်ကြီးရဲ့နှာခေါင်းကိုသူမရဲ့နှာခေါင်းနဲ့ပုတ်တက်ပြီးစနှောက်လိုက်တဲ့အခါဝန်ကြီးဟာသူမအပေါ်ချက်ချင်းပဲအကျွေးမဲ့ကြာဆုံးသွားပြီးသူမသာသူ့အနားမှာရှိနေပေးမယ်ဆိုရင်ဘာမှမဆိုလုပ်ပေးဖို့ကတိပေးပါတော့တယ်။ဝန်ကြီးတယောက်သူမရဲ့ဆွေးဆုံမှုအောက်ရောက်သွားတာကိုမြင်တော့မာရီကသတင်းစာတစ်စောင်ကိုပေါ့ပေါ့ပါပါကောက်ကင်လိုက်ပါတယ်။ပြီးတော့သတင်းစာမျက်နှာဖုံးမှာပါလာတဲ့တေတံကျအချင်းသားကိုတွေ့ချင်တယ်လို့ဟန်ဆောင်ပြီးစူးစမ်းတယ်လို့မျိုးတောင်းဆိုလိုက်ပါတယ်။ထိုအမျိုးသားဟာအလွန်အန္တရာယ်များတဲ့လူတစ်ယောက်ဖြစ်တာကြောင့်ဝန်ကြီးကချက်ချင်းပဲညှင်းဆန်လိုက်ပါတယ်။မာရီကစိတ်ဆိုးချင်ရောက်ဆောင်ပြီးလှည့်ထွက်သွားမလို့လုပ်တဲ့အခါမှာတော့ဝန်ကြီးကမတတ်တာတဲ့အဆုံးသူမရဲ့တောင်းဆိုချက်ကိုသဘောတူလိုက်ရပါတော့တယ်။ဒါကိုမြင်တဲ့အခါမာရီဟာမတိမတာနဲ့ကြည်နက်စွာပြုံးလိုက်မိပါတယ်။မကြာခင်မှာပဲဝန်ကြီးကသူမကိုထောင်တကားဝါထဲအထိခေါ်ဆောင်သွားပြီးထိုအမျိုးသားကိုလည်းသူ့ရဲ့အချင်းကန်းလေးကနေခေါ်ထုတ်လာခဲ့ပါတယ်။ဒါပေမဲ့ထိုအမျိုးသားကတော့အီးဆက်ပြီးဘာခံစားချက်မှမရှိတဲ့မျက်နှာပေးကိုပဲဆက်ထိန်ထားပါတယ်။သူတို့၃ယောက်စလုံးစစ်စည်းမင်းမြန်းကြီးအခန်းထဲကိုအတူတူဝင်သွားကြပါတယ်။မိနစ်20ကျော်ကြာပြီးနောက်မာရီနဲ့ဝန်ကြီးတို့အခန်းထဲကပြန်ထွက်လာကြပါတယ်။ထိုအမျိုးသားရဲ့မျက်နှာအမူအရာကတော့ပြောင်းလဲခြင်းမရှိပါဘူး။နောက်ရက်မှာတော့ထိုအမျိုးသားကိုကုမျက်ရည်စီးပြင်းထန်ခေါ်ဆောင်လာပြီးဂျီလက်တန်ခေါင်းဖြတ်ဆက်ပေါ်တိုက်ရိုက်တင်လိုက်တဲ့တိုင်သူ့မျက်နှာမှာဘာစိတ်လှုပ်ရှားမှုအမူအရာများမရှိသေးပါဘူး။ဒီထူးဆန်းတဲ့အပြုအမူကရင်းနှီးကြီးရဲ့တန်တရားကိုချက်ချင်းလှုပ်ဆော်ပေးလိုက်ပါတယ်။ထိုအမျိုးသားရဲ့အိမ်ထဲမှာလူအကြီးပြားမျက်နှာပုံတွေအများကြီးရှိတာကိုသူကြုတ်ရက်တတိယသွားပြီးတခုမှားနေပြီဆိုတာကိုချင်းမိသွားပါတယ်။ဒါကြောင့်သူဟာကုမျက်မှုကိုမလှုပ်ဆောင်နိုင်အောင်တားဆီးဖို့အများမရှိဘူးပြေးထွက်သွားပါတော့တယ်။အမျိုးသမီးတို့ကသူမရဲ့ပါပြင်ကိုအသားအရာပုတ်ပြီးတရားရုံတွေကတေတံကျအကျဉ်းသားကိုလွတ်မြောက်ဖို့ကူညီပေးမဲ့လျှို့ဝှက်မို့စကုံနဲ့ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။ထိုအမျိုးသားကဒါကိုမြင်လိုက်ပေမဲ့တည်ငြိမ်အောင်ထိန်းထားပြီးမျက်တောင်ခတ်ယုံနဲ့လျှို့ဝှက်ပြန်လေတုံ့ပြန်ခဲ့ပါတယ်။မီရီကတော့ဘောပင်ကိုအမြန်ကောက်ကင်ပြီးထိုအမျိုးသားပေးပို့သမျှအချက်ပြချက်တိုင်ကိုချရေးလိုက်ပါတယ်။စစ်စင်မီမြတ်မှုအပြီးမှာတော့ထိုအမျိုးသားဟာတေတံချမှတ်ခံရပြီးနောက်နှစ်ရက်အကြာမှာကွပ်မျက်ဖို့တတ်မှတ်ခြင်းခံရပါတယ်။ဒါပေမဲ့သူကတော့ဘာမှမဖြစ်တယ်လို့တည်ငြိမ်နေသေးပါပဲ။ဘာလို့လဲဆိုတော့ဒီအချိန်မှာမီရီဟာအပြက်ပြောစရာမရှိအောင်ပြီးပြည့်စုံတဲ့လွတ်မြောက်ရေးအစီအစဉ်တစ်ခုကိုရေးဆွဲပြီးသွားပြီဖြစ်လို့ပါပဲ။ထိုအမျိုးသားရဲ့ညွှန်ကြားချက်အတိုင်းမီရီဟာတတ်မှတ်ထားတဲ့လမ်းတောင်တစ်ခုကိုရောက်ရှိလာပြီးနိုင်ရန်ဘောကအုတ်ခဲတစ်ခုကိုနှိပ်လိုက်ပါတယ်။နိုင်ရန်ဟာတရွေ့ရွေ့ပွင့်တက်လာပြီးဇိမ်ခံကားတစ်စီးထွက်ပေါ်လာပါတယ်။မီရီဟာ38ခုမြောက်မှတ်တိုင်စီကိုတန်းတန်းမတ်မတ်မောင်းနှင်းသွားပြီးကားရက်လိုက်တဲ့အခါတောင်နိုင်ရန်တစ်ခုကအလိုအလျောက်ပွင့်သွားပြီးလျှို့ဝှက်ဝင်ပေါက်တစ်ခုပေါ်လာပါတယ်။ဒါဟာထို